အားလုံးမင်္ဂလာပါ Saturday Insight ကနေပြီးကြိုဆိုပါရစေဒီကနေ့2026ခုနှစ်ဇွန်လ20ရက်နေ့မှာရရှိခဲ့တဲ့ကမ္ဘာအရေးပါဆုံးဒေသတစ်ခုဖြစ်တဲ့အရှေ့လေပိုင်းကနေအရေးကြီးတဲ့သတင်းချက်လက်တွေကိုစူးစီးတင်ပြပေးသွားမှာဖြစ်ပါတယ်အမေရိကန်နဲ့အီရန်နိုင်ငံတို့ရဲ့အထူးကိုယ်စားလှယ်များကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့အတွက်ဆွစ်ဇာလန်နိုင်ငံကိုခီးထွက်နေကြပြီလို့သိရပါတယ်ဒါပေမဲ့လည်းလက်ဘနွန်နိုင်ငံမှာအဖြစ်ခက်ရစဲရေးသဘောတူညီချက်အသက်ဝင်ပြီးမကြခင်မှာပဲအစ္စရေးဘက်ကထပ်မံပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်စစ်ပွဲဆုံးသက်ရေးမှာအရေးပါတဲ့ဒီအဖြစ်ခက်ရစဲရေးသဘောတူညီချက်ကိုဆန်းသလိုက်သလိုဖြစ်နေပါတယ်အဲဒီရောသတင်းဌာနရဲ့ဖော်ပြချက်အရတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကိုကြီးကိုတာအထူးကိုယ်စားလှယ်စတီဗ်ဝက်စ်ကော့နဲ့အီရန်နိုင်ငံသားဝန်ကြီးအာဘာအာရချီတို့ကဒီဆွေးနွေးပွဲတွေကိုကျင်းပဖို့အတွက်ဆွစ်ဇာလန်နိုင်ငံကိုခီးထွက်နေကြပြီလို့သိရပါတယ်။ဒီဆွေးနွေးပွဲတွေကတော့လက်ရှိအပတ်မှာလက်မှတ်ရေးထိုးခဲ့တဲ့အချက်14ချက်ပါယာယီသဘောတူညီချက်တွေကိုဖေဖော်ဝါရီလ28ရက်နေ့ကစပြီးအမေရိကန်နဲ့အစ္စရေးစတင်ခဲ့တဲ့ဒီစစ်ပွဲကိုအဆုံးသတ်နိုင်မဲ့ရေရှည်တည်တဲ့နဲ့ဒေသဆိုင်ရာသဘောတူညီချက်ဖြစ်ပြောင်းလဲနိုင်ဖို့ရည်ရွယ်လှုပ်ဆောင်တာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့လက်ဘနွန်နိုင်ငံမှာအစ္စရေးနဲ့အီရန်ကထောက်ပံ့ထားတဲ့လက်နက်ကိုင်အဖွဲ့ Hezbollah တို့အကြားအပြစ်ခက်ရစဲသဘောတူညီချက်အသက်ဝင်ပြီးတော့နိုင်ပိုင်းအနှင်းငယ်တာကြာမှာပဲစနေနေ့ကအစ္စရေးလေတပ်နဲ့ drone ယာဉ်တွေဟာတိုက်ခတ်မှုတွေပြုလုပ်ခဲ့ပြီးတော့တောင်ပိုင်းဒေသမှာအနည်းဆုံးလူ9ဦးသေဆုံးခဲ့တယ်လို့လက်ဘနွန်နိုင်ငံပိုင်သတင်းမီဒီယာတွေကဖော်ပြနေတာဖြစ်ပါတယ်။လက်ဘနွန်မှာစစ်ပွဲတွေလုံးဝရပ်တန့်သွားမှာသာဟော်မိုးရေလက်ကြောကိုပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီးတော့ကမ္ဘာရေနံထောက်ပံ့မှုတွေတည်ငြိမ်အောင်လုပ်နိုင်မဲ့ရေရှည်ကြန့်ခိုင်တဲ့သဘောတူညီချက်တွေကိုတည်ဆောက်နိုင်ဖို့လိုအပ်တဲ့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့တခြားရှုပ်ထွေးတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ရက်ပေါင်း60ကြာမြင့်မဲ့အမေရိကန်အီရန်ဆွေးနွေးပွဲတွေကိုစတင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။အမေရိကန်အစိုးရအကြီးတန်းရာရှိတူရဲ့ပြောကြားချက်အရတော့ပြီးခဲ့တဲ့တောက်ကြနေမွန်းလယ်4နာရီလောက်ကတစ်ဖက်နဲ့တစ်ဖက်အပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက်လက်ဘနွန်နိုင်ငံမှာအပြစ်ခတ်ရစဲသဘောတူညီချက်စတင်သက်ဝင်ခဲ့တယ်လို့သိရပါတယ်။ဒီသဘောတူညီချက်ကို Hezbollah တို့ဘက်အဖွဲ့ကသတင်းရင်းမြစ်နှစ်ခုနဲ့အစ္စရေးရာရှိတို့ဘက်ကလည်းအတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းလက်ဘနွန်နိုင်ငံမှာသတင်းဌာန NNA ရဲ့ဖော်ပြချက်အရညဘက်ကစပြီးတော့စနေနေ့မနက်ထိအစ္စရေးလေယာဉ်နဲ့ဒရုန်းယာဉ်တွေဟာနာဗာတီဒေသတစ်လျှောက်ဇက်တိုက်ပစ်ခတ်ခဲ့ပြီးတော့လူနေအဆောက်အအုံတွေကိုဖျက်ဆီးခဲ့တယ်လို့အာယုံမတိုင်ခင်မှာတော့အမြောက်တက်ကနာဗာတီမြို့နယ်အနီးတစ်ဝိုက်ရှိတဲ့နေရာတွေကိုပြောင်းရွှေ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးတော့အစ္စရေးဘက်ကတော့ချက်ချင်းတုံ့ပြန်တာမျိုးမရှိသေးပါဘူး။ Erios သတင်းဌာနကဆက်လက်ဖော်ပြတာကတော့မစ္စတာဝစ်ကော့ဟာဆွစ်ဇာလန်နိုင်ငံကိုခီးထွက်နေပြီးတော့အဲ့ဒီမှာသမ္မတထရန့်ရဲ့တမတ်ဖြစ်သူဖြစ်ပြီးတန်တမန်ရေးရာတွေတာဝန်ယူထားတဲ့ဂျာရက်ခွာရှာနာနဲ့တွေ့ဆုံဖို့ရှိတယ်လို့သိရပါတယ်။မစ္စတာအာရချီကတော့စနေနေ့မှာဆွစ်ဇာလန်နိုင်ငံကိုခီးထွက်ဖို့ရောက်ရှိနေတယ်လို့သိရပါတယ်။ White House အစိုးရနဲ့မစ္စတာဝစ်ကော့ရဲ့ခီးစဉ်နဲ့ပတ်သက်တဲ့မေးခွန်းတွေရောဖြေကြားခဲ့ခြင်းမရှိသလိုအီရန်အစိုးရဘက်ကလည်းမစ္စတာအာရချီရဲ့ခီးစဉ်နဲ့ပတ်သက်လို့အတည်ပြုထားတာမရှိသေးပါဘူး။ အစ္စရေးနဲ့ Hezbollah တို့အကြားကတင်းမာမှုတွေမြင့်တက်လာခဲ့တဲ့ကြားကကိုပဲဒီပညာဆိုင်ရာဆွေးနွေးပွဲတွေအတွက်ပြင်ဆင်မှုတွေအားလုံးနှိပါပြည့်စုံနေပြီဖြစ်တဲ့အတွက်ဒုတိယသမ္မတ JD Vance ကပြီးခဲ့တဲ့ကြာသပတေးနေ့ကဆွစ်ဇာလန်နိုင်ငံရဲ့တောင်ထက်အပန်းဖြေစကန်တစ်ခုဖြစ်တဲ့ Walkenstock ကိုတွားရောက်ဖို့ရှိတဲ့အစီအစဉ်ကိုဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။ဆွစ်ဇာလန်နိုင်ငံသားဝန်ကြီးဌာနကတော့အမေရိကန်နဲ့အီရန်တို့ရဲ့ဆွေးနွေးပွဲတွေကိုလွယ်ကူချုံးဝှက်စေဖို့အသင့်ရှိနေပြီးတော့ကြိုတင်ပြင်ဆင်မှုတွေကိုလည်းဆက်လက်လှုပ်ဆောင်နေတယ်လို့ထုတ်ပြန်ထားပါတယ်။လွန်ခဲ့တဲ့ဗုဒ္ဓဟူးနေ့ကလက်မှတ်ရေးထိုးခဲ့တဲ့ယာယီသဘောတူညီအချက်အရအမေရိကန်နဲ့အီရန်တို့ရဲ့မဟာမိတ်နိုင်ငံတွေအားလုံးအနေနဲ့လက်ဘနွန်အပါအဝင်စစ်မြေပြင်အားလုံးမှာစီးလှုပ်ရှားမှုတွေကိုအားလုံးချက်ချင်းအပြည့်အစုံရက်စဲကြောင်းကြေညာမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းဆွေးနွေးပွဲတွေမှာပါဝင်ခွင့်မရတဲ့အစ္စရေးကတော့ဒီသဘောတူညီချက်ရဲ့တစ်စိတ်တစ်ပိုင်းမဟုတ်ဘူးလို့ပြောကြားထားပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးမစ္စတာအာရချီကပြီးခဲ့တဲ့တောက်ကြနေ့ကပါကစ္စတန်နိုင်ငံသားရေးဝန်ကြီးနဲ့ဖုန်းဆက်ပြောဆိုဆွေးနွေးရမှာတော့လက်ဘနွန်မှာစစ်ပွဲတွေအဆုံးသတ်စေခြင်းအပါအဝင်သဘောတူညီချက်အားလုံးဝန်တရားတွေကိုချိုးဖောက်မှုတစုံတရာရှိခဲ့ပါကအမေရိကန်ဆိုရကတာဝန်ရမှာဖြစ်တယ်လို့ပြောကြားခဲ့တယ်လို့သိရပါတယ်။လက်ဘနွန်နိုင်ငံဟာမတ်လ2ရက်နေ့ကHezbollah အဖွဲ့ကအစ္စရေးကိုစတင်တိုက်ခိုက်ခဲ့တဲ့အတွက်ဒေသတွင်းမှာစစ်ပွဲတွေကိုဆွဲတင်ခံလိုက်ရတာဖြစ်ပြီးတော့အစ္စရေးဘက်ကလည်းတုံ့ပြန်တိုက်ခိုက်မှုတွေလှုပ်ဆောင်ကလက်ဘနွန်တောင်ပိုင်းကိုကျူးကျော်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။စနေနေ့မတိုင်ခင်ကပဲအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုနဲ့လက်ဘနွန်သမ္မတဂျိုဇက်အိုဝန်တို့ဟာလာမယ့်အင်္ဂါနေ့ကနေကြာသပတေးနေ့ထိဝါရှင်တန်မှာအစ္စရေးလက်ဘနွန်ဆွေးနွေးပွဲကျင်းပဖို့ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့သိရပါတယ်။လက်ဘနွန်သမ္မတရုံးကတော့ပြည်စုံတဲ့အပြစ်ခတ်ရဲစဲရေးသဘောတူညီချက်ဟာဒီဆွေးနွေးပွဲရဲ့အခြေခံအကျဆုံးအစိတ်ပိုင်းဖြစ်တယ်လို့ပြောကြားထားပါတယ်။ဒီအီရန်စစ်ပွဲကြောင့်အီရန်နဲ့လက်ဘနွန်နိုင်ငံတွေမှာပဲလူပေါင်း9000ကျော်သေဆုံးခဲ့ပြီဖြစ်ပါတယ်။ဒီစစ်ပွဲကြောင့်စွမ်းရည်ဈေးနှုန်းတွေမြင့်တက်လာခဲ့တဲ့အတွက်ကမ္ဘာတစ်ဝန်းလုံးကဈေးနှုန်းတွေငွေကြေးဖောင်းပွားမှုတွေဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။ဒီဘက်တွင်မှာတော့ Brent ရေနံဈေးနှုန်းဟာ800%ထိကျဆင်းသွားခဲ့ပြီးတော့ယာယီသဘောတူညီချက်လက်မှတ်ထိုးပြီးတဲ့နောက်မှာတော့ဟော်မိုးရေလက်ကြားကနေတဆင့်ရေနံတင်ပို့မှုတွေပြန်လည်မြင့်တက်လာခဲ့ပါတယ်။စစ်ပွဲတွင်မှာအီရန်နိုင်ငံကဒီရေလက်ကြားကိုပိတ်ဆို့လိုက်တဲ့အချိန်မှာကမ္ဘာရေနံဈေးနဲ့သဘာဝတုံးမြင့်တင်ပို့မှုရဲ့20%နီးပါးကိုဒီလမ်းကြောင်းကဖျက်ဆီးခဲ့တာဖြစ်ပါတယ်။အီရန်ကဒီရေလက်ကြားကိုစီမံခန့်ခွဲဖို့ဖွဲ့စည်းထားတဲ့အဖွဲ့ကလည်းယာယီသဘောတူညီချက်ရဲ့ဆွေးနွေးညှိနှိုင်းတဲ့ကာလအတွင်းမှာကောက်ခံမှုစီစဉ်ထားတဲ့ငွေကြေးအခငွေတွေကိုလျှော့ပေါ့ပေးမယ်လို့တောက်ကြနေကကြေညာခဲ့တာဖြစ်ပါတယ်။ဒီယာယီသဘောတူညီချက်အရအီရန်နိုင်ငံပေါ်မှာချမှတ်ထားတဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုလျှော့ပေါ့ပေးဖို့နဲ့ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေကိုပြန်လည်ထုတ်ယူခွင့်ပေးဖို့အီရန်ရဲ့ရေနံတင်ပို့မှုတွေကိုချက်ချင်းပြန်လည်ခွင့်ပြုပေးဖို့ပါဝင်ပါတယ်။
အဲ့ဒါပြင်အီရန်နိုင်ငံအတွက်ပြန်လည်တည်ဆောက်ရေးရန်ပုံငွေဖြင့်ဒေါ်လာဘီလီယံ300ကျော်ခွဲပေးဖို့နဲ့အခြားကဏ္ဍဆိုင်ရာအကျိုးခံစား권တွေကိုလည်းပါဝင်ထည့်သွင်းထားတယ်လို့သိရပါတယ်။နိုဝင်ဘာလမှာကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်အမေရိကန်ပြည်သူအများစုမကြိုက်တဲ့စစ်ပွဲကိုအဆုံးသတ်နိုင်ဖို့အတွက်သမ္မတထရန့်အနေနဲ့အများကြီးလျှော့ပေးလိုက်ရတယ်လို့လွှတ်တော်တွေကသူ့ရဲ့ Republican မဟာမိတ်အဖွဲ့ဝင်တွေရဲ့ဝေဖန်မှုတွေရဲ့ပြောဆိုချက်တွေပေါ်သမ္မတထရန့်ကပြီးခဲ့တဲ့တောက်ကြနေ့ကလူမှုကွန်ရက်မှာအခုလိုရေးသားခဲ့ပါတယ်။ဒီစစ်ပွဲဟာအီရန်နိုင်ငံကိုအားနည်းသွားစေခဲ့ပါပြီ။ကျွန်တော်တို့ကအပူတပြင်းလုပ်ရတဲ့သူတွေမဟုတ်ပါဘူး။အီရန်တို့ကပဲအပူတပြင်းလုပ်ခဲ့ရတာပါ။သူတို့အားလုံးဆုံးသက်သွားပါပြီ။ကျွန်တော်တို့ကရပ်ပေါင်း60စီမံကိန်းအတိုင်းပဲဆက်လက်ဆောင်ရွက်သွားပါမယ်။သူတို့ဘာတစ်ခုမှငွေကြေးတစ်ခုမှမရခဲ့ပါဘူး။တပြားတစ်ချက်မှမရခဲ့ပါဘူးလို့ဒေါ်နယ်ထရန့်ကပြောကြားခဲ့တာဖြစ်ပါတယ်။ဒါတော့အရေးကြီးဆုံးဒေသဖြစ်တဲ့အရှေ့လေပိုင်းဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရအခြေအနေတွေဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်နိုင်ငံတကာသတင်းတစ်ခုမှပြန်လည်တွေ့ဆုံကြပါမယ်။ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။